ဇလန်းအစကတော့ယူကီနဲ့မွေးတစ်ပိုင်းချစ်တစ်ပိုင်းပေါင်ထားတဲ့အကောင်နဲ့ချပါတယ်ယူကီရဲ့လက်ချက်နဲ့ပဲမွေးတစ်ပိုင်းချစ်တစ်ပိုင်းကောင်ကဘဝတစ်ပါးသို့ကူးပြောင်းခံလိုက်ရတယ်အိမ်မှာပဲယူကီရဲ့တပည့်တွေနဲ့တွေ့ပြီးယူကီကိုမမှတ်မိရကြောင်းမနှဲရှင်းပြနေရတယ်ဂျုကနီယာတာယူကီရဲ့ဂျိုတွေအတောင်းပြန်တွေရောမရှိတော့တာကြောင့်စိတ်ငြိမ်ငြိမ်ထားပြီးရင်အကုန်ပြောကမယ်လို့ပြောရပြန်တယ်ယူကီကတရေဟောင်းစာယူကိုဖွင့်ပြောလိုက်ပြီးအငင်းခံလိုက်ရတာကြောင့်လူသားအဖြစ်နဲ့ထိုင်ပြီးစွန့်စာရည်သမားအလုပ်လုပ်နေကြောင်းသူ့ရဲ့တပည့်တွေကိုရှင်းပြရတယ်။ယူကီရဲ့တပည့်တွေကတို့ဆရာကိုခုလိုမျိုးလူသားပုံစံဖြစ်သွားအောင်လှုပ်လိုက်တဲ့မင်းကလေးကိုကြည့်ချင်တယ်ဆိုပြီးအတင်းတောင်းဆိုကြတာကြောင့်ယူကီလည်းညင်းမရတာနဲ့အဆုံးလက်ထန်လိုက်ရတယ်။စီစီလီယာကဟာပီရဲ့အတောင်ပန်တွေကိုယူကီကဟာပီရဲ့အတောင်ပန်တွေကိုလူသားပုံစံမပေါက်တာကြောင့်ချိုးလိုက်မိတာကိုစီစီလီယာကယူကီကိုစူနေခဲ့တယ်။စီစီလီယာကို၃ယောက်စကားပြောနေတဲ့အချိန်မှာပဲ happiness နဲ့ she ကပျောက်သွားတာကြောင့်သူတို့နှစ်ယောက်ကိုပန်းချန်ထဲမှာလိုက်ရှာခဲ့ကြတယ်။ she ကစီစီလီယာအမေပေါင်ပေါ်မှာအိပ်ပျော်နေတာကြောင့်ယူကီမှာစိတ်သက်သာရရသွားခဲ့တယ်။စီစီလီယာကသူ့အမေကို shake နဲ့တူကစားတဲ့ကောင်မလေးကိုတွေ့မိသေးလားလို့မေးတော့ဆိုဖီယာခေါ်သွားတယ်ဆိုလို့နှစ်ယောက်သားကြောင်သွားခဲ့ရတယ်။ဆက်စီလီယာနဲ့ယူကီတို့ကအပြေးရောက်လာခဲ့ပေမဲ့ဆိုဖီယာကမိတ်အသက်ဖြစ်တဲ့ happiness ဆိုပြီးပြောပြနေခဲ့ပေမဲ့ယူကီရဲ့သူငယ်ချင်းမှန်တီးသွားတော့တောင်းပန်လိုက်ပါတယ်။ယူကီက happiness ကိုအဝိလဲပြီးသွားရအောင်လို့ခေါ်လိုက်ပေမဲ့ happiness ကသူစိတ်အတိုင်းနဲ့မိတ်လုံချင်းတယ်လို့ပြောလိုက်တော့၃ယောက်လုံးညက်လုံးဖြူးသွားဖဲရတယ်။ဆက်စီလီယာအမေကယူကီရဲ့နာနာကိုတိုးတိုးလေးလာပြီးတော့ဆက်စီလီယာအလုပ်တွေနဲ့ပင်ပန်းနေတာကြောင့်မနှက်ဖြန်ကျသူ့သမီးလေးနဲ့ရှက်လက်အဲ့နဲ့လို့ပြောလိုက်တာကြောင့်ယူကီမှာထပ်မံမျက်လုံးဖြူးသွားခဲ့ရတယ်။ယူကီထိုင်နေတဲ့အချိန်မှာပဲဆက်စီလီယာကရောက်လာခဲ့ရတယ်။ဆက်စီလီယာရဲ့အလားအောင်မှာပဲယူကီမှာရင်းသက်သွားခဲ့ပါတယ်။ယူကီတို့ရှောက်ပတ်လဲနေတော့မှပဲသူရဲကောက်အဖွဲ့တွေကဝူခါကဆက်စီလီယာကိုမြင်သွားပြီးယူကီကိုလည်းတနေရာမှာမြင်ဘူးတယ်ဆိုပြီးအတင်းမင်းနေခဲ့တယ်။ယူကီကဆက်စီလီယာအတွက်ဆွဲကြိုးရွေးပေးနေတော့ဘူခါကလည်းသူ့လည်းပေးမယ်ဆိုပြီးဆွဲကြိုးအကြီးကြီးကိုယူလာပြီးတက်ပေးမယ်လို့ပြီးဦးထုတ်တွေမျက်မှန်တွေဆွဲချွတ်လိုက်တာကြောင့်သူရဲခေါင်းတွေဆိုပြီးဘေးကဆဲဝယ်နေတဲ့ပြည်သူတွေကမြင်ကုန်ကြတာကြောင့်ဆက်စီလီယာတို့နားကိုလူတွေအများကြီးရောက်လာခဲ့ကြတယ်။အဲ့ဒါနဲ့ပဲယူကီနဲ့ဆက်စီလီယာတို့ကလူစုခွဲသွားတာကြောင့်ဆက်စီလီယာကိုယူကီကလိုက်ရှာနေတဲ့လမ်းမှာလဲ Raven ကိုတနေရာမှာမြင်ဘူးတယ်လို့တွေးနေတော့မှပဲသူ့ကိုလာတိုက်တုံးကပါတဲ့သူရဲကောင်းအဖွဲ့တွေကမှမတ်မိသွားခဲ့တယ်။ယူကီက Raven ဒုက္ခရောက်နေတာကိုတွေ့တော့မင်းကလေးအုပ်စုကိုသူရဲကောင်းအဖွဲ့ဟိုဘက်မှာရှိတယ်ဆိုပြီးလင်းပြောလိုက်ပါတယ်။အဲ့ဒီမင်းကလေးအုပ်စုကထွက်သွားမှ Raven ကိုယူကီကလူတွေမမြင်နိုင်တဲ့လမ်းကြားထဲကိုခေါ်ထုတ်သွားခဲ့တယ်။အိမ်နောက်ပဲ Raven ရောယူကီကတငယ်ချင်းဖြစ်သွားပြီးဆက်စီလီယာတို့ကိုရှာဖို့တတိယပြီးပြေးထွက်လာခဲ့တယ်။ဆက်စီလီယာကလည်းယူကီကိုလိုက်ရှာရင်လမ်းဘေးတနေရာမှာတန်ရာရပြီးအမေပြောက်လို့မိုးနေတဲ့ကလေးကိုတွေ့တော့ဆက်စီလီယာကကလေးရဲ့အနာတွေကိုသူမရဲ့အစွမ်းနဲ့ပျောက်သွားအောင်လုပ်ပေးပြီးမယ်။အမေပျောက်သွားတာကြောင့်အငိုးမတိတ်ပဲဖြစ်နေတဲ့အချိန်ယူကီကရုတ်ထရက်ပေါ်လာပြီးပေါ်တော်လှုပ်နေတာကြောင့်ဆက်စီလီယာကယူကီကိုစူလိုက်တာကိုကြည့်နေတဲ့ကလေးကသူတို့နှစ်ယောက်ရဲ့ပုံစံကိုကြည့်ပြီးမငိုတော့ပဲရီနေတာကြောင့်စိတ်သက်သာရရောက်သွားခဲ့တယ်။ယူကီနဲ့ဆက်စီလီယာတို့ကကလေးရဲ့အမေကိုတူတူလိုက်ရှာပြီးရင်နောက်ဆုံးမှကလေးအမေကိုတွေ့ပြီးဘေးကင်းကင်းနဲ့ပြန်အပ်ပေးနိုင်ခဲ့တယ်။နောက်ဒီမှာဆက်စီလီယာနေမကောင်းချက်တယ်လို့တည်င်းကြတော့ယူကီကတည်င်းမိဖို့အိမ်ကိုလိုက်သွားခဲ့တယ်။ဆက်စီလီယာအမေနဲ့စကားပြောပြီးဆက်စီလီယာကိုသွားကြည့်ဖို့ဆက်စီလီယာအခန်းရှိကိုရောက်လာခဲ့တယ်။ယူကီကဆက်စီလီယာအခန်းကိုကြည့်နေတော့ဆက်စီလီယာကလမ်းခေါ်လိုက်တာကြောင့်ကြောင်ပြီးရှက်သွားခဲ့တယ်။ဆက်စီလီယာကယူကီနဲ့ခုလိုရှောက်လေရတာပျောက်တာကြောင့်နောက်ခါနာရဲ့အရာရဲ့လက်ရှောက်လဲကြရအောင်လို့ပြောတာကြောင့်နောက်ထပ်တစ်ခါဒိတ်လို့ရမယ်ဆိုပြီးယူကီမှာပြောသွားပြီးပေါ်တော်နဲ့ထပ်လုံနေတာကြောင့်ဆက်စီလီယာလည်းမနေနိုင်တော့ပဲလိုက်ရည်နေမိခဲ့လေယူကီကဆက်စီလီယာအင်ကနေအထွက်ပြန်ဖို့လမ်းမှာ Raven နဲ့တွေ့ပြီး Raven ကပြောเสียရှိတာကြောင့်နားထောင်ပေးပါလို့ပြောတာကြောင့်ယူကီကနားထောင်ပေးရလေRaven ကကျွန်တော်မှစိတ်ဝင်စားနေတဲ့လူရှိတယ်လို့ပြောပြီးထူးမကအခြားလူလို့ကျွန်တော်ရဲ့မင်းကလေးလိုဖြစ်နေတဲ့အတန်ကိုမလောင်ပဲချစ်ဖို့ကောင်းတယ်မနာလို့တယ်လို့ပြောတဲ့ယူကီကအဲ့ဒါနဲ့ပဲအဲ့ဒီကောင်မလေးကိုကြိုက်သွားတာလားလို့မေးလိုက်တော့ Raven ကရှက်သွားခဲ့တယ်ယူကီက Raven ကိုယုံကြည်ချက်ရှိအောင်ခေါ်နာပေးစကားလေးပြောလိုက်တဲ့တော့ထူးမကိုဖွင့်ပြောဖို့ကြိုးစားကြည့်မယ်ပြောပြီးဆက်စီလီယာအိမ်ဘက်ကိုလမ်းလျှောက်သွားတာကြောင့်ယူကီကဘာလို့ဆက်စီလီယာအိမ်ဘက်ကိုသွားတာလဲတွေးနေရင် Raven ချိုက်နေတဲ့ကောင်မလေးကဆက်စီလီယာ
ယာများဖြစ်နေမလားလို့တွေ့ရင်မျက်လုံးပြူသွားခဲ့ရတယ် စကားမဆက်ကျွန်တော်တို့ channel လေးကို like and subscribers လုပ်ခဲ့ပြီးကြပါအောင် subscribers တထောင်ပြည့် giveaway ပေးဖို့ရှိတယ်နော်